มานามานี้ภาษาสาวนัมเบอร์เนี่ยติงานสารนัมเบอร์นัดสังงาบทที่25มานามานี้ภาษาสาวดีกูเววีดพัชชูจินเนสโซลูชันเนาะเพจมาสินทามาไลน์เอาเวยูโรยาบาร์เรชวันหนึ่งในเดือนธันวาคมเฟบรุยลาเยตเนมาสมคิดไปหาปิติสมคิดกับปิติสีตัวบาร์เรแต่เช้าอซอจิเกเรกะ พบพ่อของปิติพบတွေ့ဆုံပါတယ်พ่อของปิติရဲ့အဖေကိုတွေ့တယ်ที่ใต้ถุนบ้านအိမ်ရဲ့ဒီအိမ်ဒီလိုခြေတန်းရှိအိမ်ရဲ့ဒီအောက်မှာပေါ့နော်အိမ်ရဲ့အောက်မှာปิติရဲ့အဖေကိုတွေ့တယ်จึงဒါကြောင့်မလို့ถามหาปิติကိုမေးပါတယ်พ่อของปิติกำลังจะไปนาปิติရဲ့အဖေကกำลังจะไปนาလယ်ကိုသွားတော့မလို့จึงร้องบอกปิติဒါကြောင့်မို့လို့အော်ပြီးတော့မှปิติကိုပြောတယ်และให้สมคิดขึ้นไปหาปิติที่บ้านที่บนบ้านပြီးတော့ให้สมคิดကိုขึ้นတက်သွားပြီးတော့မှไปหาปิติစီကိုသွားခိုင်းတယ်ที่บนบ้านအိမ်ရဲ့အပေါ်မှာปิติကိုတက်ပြီးတော့မှสมคิดကိုတက်ပြီးတော့မှปิติစီကိုသွားခိုင်းပါတယ်ปิติดีใจที่สมคิดมาหาปิติကสมคิดလာတဲ့အတွက်ကြောင့်ဝမ်းသာပါတယ်เพราะအဖေကြောင့်ဆိုတော့สมคิดเคยบอกว่าสมคิดကเคยบอกပြောခုပါတယ်เขาอยากจะ มาบ้านปิติသူကတဲ့อยากจะมาလာခြင်းနဲ့ปิติရဲ့အိမ်ကိုလာခြင်းပါတယ်တဲ့และอยากรู้เรื่องการทำนาပြီးတော့อยากรู้เรื่องအကြောင်းရင်းတွေသိချင်တယ်การทำนาလယ်လုပ်ခြင်းအကြောင်းရင်းကိုလည်းသိချင်တယ်ปิติพาสมคิดขึ้นไปบนบ้านปิติကสมคิดကိုพาไปခေါ်သွားတယ်บนบ้านအပေါ်ကိုတက်ဖို့အတွက်ခေါ်သွားပါတယ်สมคิดเห็นยายของปิติสมคิดကปิติရဲ့အဖွားကိုမြင်တယ်สวมแว่นตาမျက်မှန်ကြီးကိုสวมဝတ်ဆင်ပြီးတော့မှนั่งอ่านหนังสืออยู่ที่นอกชานนั่งอ่านဆိုတာကကြတော့นั่งဆိုတာထိုင်ပြီးတော့မှอ่านဖတ်နေပါတယ်စာထိုင်ဖတ်နေပါတယ်นอกชานဆိုတာအိမ်ရဲ့ဒီလိုနေရာမျိုးပေါ့နော်တို့လို့အရင်ခေတ်တုန်းကအိမ်နေဆိုလို့ရှိရင်အဲ့လိုမျိုးဒီလိုနေရာအလွတ်လေးတစ်ခုရှိရပေါ့နော်ဘယ်လိုပြောရမလဲမြန်မာလိုကြတော့မခေါ်တတ်တော့လေအဲ့နေရာလေးကိုပြောချင်တာပေါ့နော်အိမ်ရဲ့ဒီကပြင်းလို့သဘောမျိုးပေါ့နော်ဒါပေမဲ့ဝရန်တာသဘောမျိုးလည်းမဟုတ်ပါဘူးရှင့်အဲ့လိုနေရာမှာအဖွားထိုင်ပြီးတော့မှစာအုပ်ဖတ်နေရမျိုးကိုပြောတာပါยายအဖွားကတဲ့အာยุมากแล้วအဖွားကအသက်ကအာยุมากကိုအသက်များနေလို့မပြောရဘူးပေါ့နော်ဒီမှာအသက်ကြီးနေပြီလို့ပြောလို့ရတယ်ပေါ့နော်จึงเนี่ยจนฟันหลุดหมดนะคะအဲ့တော့အသက်ကများလုံးနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့သွားတွေတောင်မှหลุดหมดဆိုတော့ပြုတ်ထွက်သွားသည့်တိုင်အောင်ကျွတ်ထွက်သွားသည့်တိုင်အောင်တောင်ရှိနေပြီအဲ့လောက်တောင်မှအသက်များနေပြီလို့ပြောချင်တာสมคิดจึงกระซิบถามปิติว่าဒါကြောင့်မို့လို့สมคิดကกระซิบနားထဲမှာတီးတိုးကပ်ပြီးတော့မှสมคิดကปิติကိုမေးပါတယ်ยายไม่มีฟันအဖွားမှာသွားမရှိဘူးจะเคี้ยวอาหารได้อย่างไรเคี้ยวဆိုဝါတာစားစရာတွေကိုဘယ်လိုမျိုးဝါလို့ရလိမ့်မလဲปิติตอบว่าปิติဖြေပါတယ်ยายใช้เหงือกအဖွားတဖုံးကိုသုံးပါတယ်တဲ့แต่เคี้ยวไม่ละเอียดဒါပေမဲ့တဲ့เคี้ยวဆိုတာဝါတယ်ไม่ละเอียดဆိုတာကြည်ညက်ညက်ပေါ့နော်ကြည်ညက်မဝါနိုင်ဘူးပေါ့နော်ก็ต้องกลืนลงไปဒါကြောင့်မို့လို့ต้องกลืนဆိုတာမျိုးချလိုက်ရတယ်ลงไปဆိုတာချလိုက်ရတာပေါ့နော်ဒါကြောင့်မို့လို့မျိုးချလိုက်ရတယ်จึงต้องหาอาหารอ่อนๆให้ဒါကြောင့်မို့လို့ต้องหาရှာရတယ်อาหารစားစရာอ่อนๆให้စားစရာနုနုကလေးတွေကိုရှာရတယ်แล้วพูดต่อไปว่าပြီးတော့ဆက်ပြောပါတယ်ฟันของเขาตู้ရဲ့သွားကတဲ့ไม่ดีหลายซี่သွားရဲ့အချောင်းတွေကိုซี่နဲ့သုံးပါတယ်သူ့ရဲ့သွားတွေကတဲ့မိတ်ဒီမကောင်းတော့ဘူးလိုက်စီသူ့ရဲ့သွားတွေတော်တော်များများပေါ့နော်အချောင်းကြီးတော်တော်များများကတဲ့မကောင်းတော့ပါဘူးတဲ့พ่อต้องพาไปให้ဖေကတဲ့ต้องพาไปခေါ်သွားရတယ်ให้หมอถอนออกအဖေကတဲ့ဆရာဝန်စီကိုခေါ်သွားပြီးတော့မှถอนออกနှုတ်ထုတ်လိုက်ရတာမျိုးကိုပြောတာပါถ้าถอนหมดทุกซี่အကယ်၍ถอนหมดဆိုတာနှုတ်ထုတ်လိုက်တယ်ทุกซี่အချောင်းတိုင်းပေါ့နော်ကုန်အောင်နှုတ်ထုတ်လိုက်တယ်ဆိုရင်ก็คงไม่มีฟันเหมือนยายအဖွားလိုမျိုးပေါ့နော်ก็คงนะคะအဖွားလိုမျိုးไม่มีฟันသွားတယ်မရှိတော့ဘူးပေါ့နော်တဲ့
หรือဒါမှမဟုတ်လို့ရှိရင်หรือไม่ก็ဒါမှမဟုတ်ရင်လည်းပဲเหมือนน้องของเขาသူ့ရဲ့မောင်လေးမဟုတ်လို့ရှိရင်လည်းညီမလေးလိုမျိုးပေါ့နော်ဒီမှာတော့ main ကလေးအရာဖြစ်နေတာဆိုတော့ main ကလေးလိုပဲထင်တာပဲပေါ့နော်သူ့ရဲ့ညီမလေးလိုမျိုးပေါ့တဲ့အကဲမလို့သွားတွေဒါအဲ့လိုမျိုးအကုန်လုံးသာနှုတ်ထုတ်လိုက်ပြီးတော့နှုတ်ထုတ်လိုက်မယ်ဆိုလို့ရှိရင်အဖွားလိုမျိုးဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ညီမလေးလိုဖြစ်မှာပေါ့တဲ့ยังไม่มีฟันเลยเหมือนกันတဲ့นะคะသူ့ရဲ့ညီမလေးကလည်းပဲยังไม่มีฟันသွားမရှိတာကလည်းအတူတူပါပဲလို့ပြောတာပါปีติชวนสมคิดไปดูน้องปีติကสมคิดကိုဖိတ်ခေါ်ပြီးတော့မไปดูน้องညီမလေးကိုသွားကြည့်ဖို့ခေါ်သွားတယ်สมคิดดีใจสมคิดကဝမ်းသာတယ်ထိได้เห็นน้องของปีติရဲ့ညီမလေးကိုမြင်ရတဲ့အတွက်ကြောင့်မလို့ဝမ်းသာပါတယ်เพราะเขาไม่มีน้องအဘဲเจ้าဆိုတော့သူ့မှာညီမလေးမရှိလို့ပါจึงเขาไปนั่งดูใกล้แม่ของปีตินะคะဒါကြောင့်မို့လို့သူကတဲ့เข้าไปนั่งဆိုတော့ဝင်ထိုင်ပါတယ်ดูသွားကြည့်တယ်ใกล้แม่ของปีติရဲ့အမေနားမှာသွားထိုင်ပြီးတော့မှကြည့်ပါတယ်ဘလို့ปีติရဲ့အမေကဘာလုပ်နေလဲဆိုတော့ที่นั่งไกวเปลอยู่นะคะปีติရဲ့အမေကဘာလုပ်လဲဆိုတော့ไกวဆိုတော့လွှဲနေတယ်เปลဆိုတော့ပခတ်လွှဲနေတယ်ปีติရဲ့အမေနဲ့ปีติရဲ့အမေအနားကိုသွားကတ်ထိုင်ပြီးတော့မှသွားကြည့်ပါတယ်တဲ့น้องนอนหลับอยู่ในเปลညီမလေးကတဲ့เปลပခတ်ထဲမှာအိပ်ပျော်နေပါတယ်มีผ้าเช็ดตัวคลุมหัวมีဆိုတာရှိတယ်ผ้าเช็ดตัวဆိုတာမျက်နှာတော့คลุมဆိုတာကကျတော့အုပ်ထားတဲ့ဟိုကခေါင်းကိုအုပ်ထားပါတယ်ที่ไหล่ပခုံးမှာလည်းအုပ်ထားတယ်အုပ်ရင်ဘတ်และลำตัวပြီးတဲ့ခန္ဓာကိုယ်မှာလည်းအုပ်ထားတယ်ก็มีผ้าห่มခန္ဓာကိုယ်မှာလည်းပဲဆောင်းရှိပါတယ်တဲ့คลุมဆိုတာကဖုံးအုပ်ထားပါတယ်เพื่อให้อบอุ่นนะคะနှွေးထွေးမှုရအောင်အတွက်အုပ်ထားပါတယ်แม่ถามสมคิดว่าอเมကสมคิดကိုမေးတယ်ชอบน้องไหมညီမလေးကိုသဘောကျလားสมคิดตอบว่าชอบมากสมคิดကဖြေပါတယ်အရန်သဘောကျပါတယ်เขาเห็นใบหน้าของน้องသူကတဲ့ညီမလေးရဲ့ใบหน้าမျက်နှာပြင်ကိုမြင်တယ်เล็กนิดเดียวတေးသေးလေးပဲနည်းနည်းတေးသေးလေးပဲမြင်ရတယ်จมูกปากคิ้วคางก็เล็กနှာခေါင်းပါးစပ်မျက်ခုံးမေးစိကလည်းပဲတေးသေးလေးพอดีน้องตื่นนะคะညီမလေးနိုးတဲ့အခါမှာแม่จึงอุ้มออกจากเปลအမေကတဲ့อุ้มออกဆိုတာခြိထုတ်လိုက်တဲ့จากเปลပခတ်ကနေပြီးတော့ခြိထုတ်လိုက်တယ်แล้วเอานมให้น้องกินပြီးတော့ညီမလေးကိုနို့တိုက်လိုက်ပါတယ်เอานมให้น้องกินสมคิดจับแขนขาของน้องดูสมคิดကတဲ့ညီမလေးရဲ့လက်တွေခြေထောက်တွေကိုကင်ကြည့်ပါတယ်และบอกว่าပြီးတော့ပြောပါတယ်เนื้อตัวของน้องညီမလေးရဲ့ခန္ဓာကိုယ်ကြီးကนุ่มนิ่มน่ารักจังပျော့ပြောင်းပြီးတော့မှချစ်စရာကောင်းလိုက်တာน่ารักจริงတကယ်ကိုချစ်စရာကောင်းလိုက်တာน้องกินนมแล้วညီမလေးကနိုးတောက်ပြီးသွားပြီနိုးဆုပ်ပြီးသွားရင်ก็หลับต่อไปอีกပြီးတော့ဆက်ပြီးတော့မှထပ်အိပ်ပျော်သွားသေးတယ်สมคิดพูดว่าสมคิดကပြောတယ်น้องเลี้ยงง่ายดีညီမလေးကထိန်းရတာလွယ်လိုက်တာกินแล้วก็นอนစားပြီးတော့အိပ်တယ်แม่บอกว่าအမေကပြောပါတယ်เด็กเล็กๆကလေးသေးသေးလေးတွေကมีแต่กินกับนอนစားတာနဲ့အိပ်တာပဲရှိပါတယ်และต้องนอนพักผ่อนมากๆပြီးတော့ต้องนอนအိပ်ကိုအိပ်ရမယ်พักผ่อนအနားယူမယ်มากๆအများကြီးကိုပါเนาะတော်တော်များများလေးကိုပါအနားယူပြီးတော့မှအိပ်ဆက်ရပါမယ်จึงจะโตเร็วဒါမှသာလျှင်ကြီးထွားတာမြန်ပါလိမ့်မယ်ปิติและสมคิดนั่งคุยกันเบาๆปิติနဲ့สมคิดကนั่งคุยกันစကားထိုင်ပြောကြတယ်เบาๆတူတူလေးစကားထိုင်ပြောကြတယ်เพราะกลัวน้องจะตื่นအဘဲเจ้าဆိုတော့ညီမလေးနိုးမှာကိုကြောက်လို့ပါเมื่อดูน้องจนพอใจแล้วเมื่อဆိုတော့ကดูน้องညီမလေးကိုကြည့်တာจนพอใจแล้วစိတ်ကျဉ်နဲ့သွားတဲ့အထစ်ကိုကြည့်ပြီးသွားတော့အခါမှာสมคิดก็ปิติก็พาออกไปเที่ยวทุ่งนาปิติကလည်းပဲพาออกไปခေါ်ထွက်လာတဲ့เที่ยวทุ่งนาလေကွင်းစီတို့အလဲခေါ်ထွက်လာတယ်อากาศกลางทุ่งนาสดชื่นนะคะอากาศရာသီဥတုချိန်นี้กลางทุ่งนาလေကွင်းပြည်ရဲ့အလဲကเนาะရာသီဥတုလေကွင်းရဲ့ရာသီဥတုချိန်တွေကสดชื่นလန်းဆန်းပါတယ် fresh ဖြစ်ပါတယ်เด็กทั้งสองကလေးနှစ်ယောက်စလုံးကเดินบ้างวิ่งบ้างပြေးလိုက်เนาะလမ်းလျှောက်လိုက်ပြေးလိုက်လုပ်နေကြပါတယ်เหนื่อยก็หยุดနားရင်လည်းပဲရက်တယ်พักนะคะအနားယူတယ်ရက်ပြီးတော့အနားယူတယ်แล้วก็เดินต่อไปเรื่อยๆนะคะပြီးတော့เดินต่อไปဆက်လျှောက်သွားတယ်เรื่อยๆတဖြည်းဖြည်းချင်းစီဆက်ပြီးတော့လျှောက်သွားကြပါတယ်สมคิดมัวดูนกเพลินไม่ได้ดูทางสมคิดကတဲ့มัวดูအဲ့ဒါကြီးပဲစိုက်ပြီးတော့ကြည့်နေပြီးတော့ไม่ได้นกဆိုတာကငှက်ကိုကြည့်ပြီးတော့เนาะเพลินဆိုတာအဲ့ထဲမှာစီးမျောပဲငှက်ကိုပဲကြည့်နေရင်ကနေပြီးတော့မှไม่ได้ดูทางလမ်းကိုတဲ့မကြည့်ရပါဘူးတဲ့จึงสะดุดนะคะสะดุดก้อนดินล้มลงဒါကြောင့်မလို့สะดุดဆိုတာချော်သွားတာပေါ့เนาะ
ခလုတ်တိုက်သွားတာပေါ့ပြောရမယ်ဆိုခလုတ်တိုက်သွားတယ် condemn ဆိုတာမြေကြီးအတုံးကိုခလုတ်တိုက်ပြီးတော့မှလုံးလုံးပြုတ်ကျသွားပါတယ်ပီတိดึงแขนให้ลุกขึ้นပီတိကดึงဆိုတာဆွဲပြီးတယ်แขนဆိုတာလက်ကိုဆွဲပြီးတော့မှให้ลุกขึ้นမတ်တရက်စီပါတယ်แล้วถามว่าပြီးတော့မေးပါတယ်เจ็บไหมนาล่ะสมคิดปัดฝุ่นที่ขาและตอบว่าสมคิดကปัดကခါထုတ်တဲ့ฝุ่นที่ขาခြေထောက်မှာရှိတဲ့เนาะဖုံတွေကိုခါထုတ်ပြီးတော့မှตอบว่าဖြေပါတယ်ไม่เป็นไรဘာမှမဖြစ်ဘူးเจ็บที่นะคะนาပါတယ်แขนเจ็บที่แขนนิดเดียวนะคะခြေထောက်မှာနည်းနည်းလေးပဲ sorry လက်မှာနည်းနည်းလေးပဲနာပါတယ်แล้วทั้งสองပြီးတော့နှစ်ယောက်စလုံးကလည်းပဲก็พากันเดินต่อไปနှစ်ယောက်စလုံးအတီးတီးတယောက်ကိုတယောက်ခေါ်ဆောင်သွားပြီးတော့မှเดินต่อไปလမ်းကိုဆက်လျှောက်သွားကြပါတယ်